ရင်အတက်ကြဖြစ်တာကိုဘယ်လိုမြင်အောင်ရမလဲဆိုတာကိုဒီပုံနဲ့အခုတစ်ချက်ရှင်းပြမယ်အကူတို့ရဲ့သွေးကအခန်းလေးတစ်ခန်းပေါ့ကွာနော်အခန်းလေးတစ်ခန်းပေါ့အဲ့ဒီအခန်းထဲကိုလူတွေကဝင်လာမှာဆိုတော့ဒီလူတွေဆိုတာဒီနေရာမှာတကြားတက်တွေဖြစ်သွားမယ်ဆိုတော့အဲ့ဒီအခန်းထဲကိုလူတွေဝင်လာမှာ glycemic index GI လို့ခေါ်တယ်ပေါ့နော်ဆိုတော့ GI ကဘာလဲဆိုတော့အဲ့ဒီလူတွေအခန်းထဲကိုဘလောက်အမြန်နှုံးနဲ့ပြေးဝင်လာတယ်လဲဆိုတော့ပြောတာပြောရရင်သွေးထဲကိုတကြားတက်တွေဘလောက်အမြန်နှုံးနဲ့ဝင်လာလဲပေါ့နော်အခုကတကြားများတဲ့မုန်းတွေစားလိုက်ရင်လူတွေက all hit တောင်းချမ်းပြီးပြေးဝင်လာတယ်လို့ပဲမြန်နှုံးနဲ့အခန်းထဲမှာလည်းလုံးဝရှုပ်ပွားသွားမယ်အဲ့လိုမျိုးပေါ့နော်ဒါက GI glycemic index နောက်တစ်ခုက GL ကဘာလဲဆိုတော့ glycemic load သူကကျတော့ပမာဏပေါ့ပမာဏ okay glycemic load ကကျတော့အဲ့ဒီလူတွေဘယ်နှယောက်လဲဝင်လာတဲ့လူအရေအတွက်ကဘယ်နှယောက်လဲဆိုတော့မြန်ဝင်လာတဲ့တကြားတက်တွေတော့ဟုတ်ပြီအဲ့ဒီတကြားတက်တွေကဘယ်လောက်ပမာဏဝင်ရောက်လာတယ်လဲပေါ့နော်ဒါကို glycemic load လို့ခေါ်တယ်